တရားဆိုတာဘယ်လိုတရားလဲလို့ပြောရင်ရှင်တော်မြတ်ဘုရားတိုင်ဟောကြားမြတ်ဖော်တရားဒေသနာတော်သည်ဓမ္မစာရီအဲ့ဒီတရားကိုတကယ်လိုက်နာကျင့်သုံးနေတဲ့သူတော်ကောင်းကိုဟဝေစင်စစ်ဧကံတကယ်ကိုပါပဲရက္ခတိဘေးမရောက်အောင်ကာကွယ်စောင့်ရှောက်ပေးပါ၏တရားဆိုတာတရားကိုကျင့်သုံးတဲ့ပုဂ္ဂိုလ်ကိုမလုပ်ပေးတယ်ဘေးမရောက်အောင်စောင့်ရှောက်ပေးတယ်ဟုတ်လားဓမ္မောသူစိန်သောဒုက္ခမဝတိသူစိန်သောနေ့စဉ်ရက်ဆက်ကောင်းကောင်းကြီးကျင့်ကြံအားထုတ်ထားတဲ့တရားဒေသနာသည်ဒုက္ခံဒီဘဝချမ်းသာနဲ့ဘဝတန္တရာချမ်းသာကိုအဝတိမရရအောင်ကိုရွတ်ဆောင်ပေးပါ၏နောက်တစ်ပုဒ်ဓမ္မရဲ့စွမ်းအားကမြင့်သွားတယ်နေ့စဉ်ရက်ဆက်ကျင့်ကြံအားထုတ်ထားတဲ့တရားကြတော့ဘေးကလည်းကာကွယ်စောင့်ရှောက်ရုံနဲ့မဟုတ်ဘူးတဲ့ပရိသတ်ရေဘာအထိရတယ်ဒုက္ခဟောသူကငြိမ်နာထောင်တယ်ပထမဓမ္မရဲ့စွမ်းအားကဘေးကနေကာကွယ်စောင့်ရှောက်ပေးတယ်ဒုတိယဓမ္မရဲ့စွမ်းအားသည်ချမ်းသာကိုဆောင်ယူလာတယ်နောက်တစ်ခုတတိယရဲ့စွမ်းအားဘာလဲဆိုရင်နာဒုက္ခတိန်ခိစ္စတိဓမ္မစာရီမြန်မာလိုမြန်မြန်ပြောရင်တရားကိုတကယ်ကျင့်ထားရင်တဲ့အဲ့ဒီပုဂ္ဂိုလ်ဒီဘဝကတည်သွားရင်လေနခိစ္စတိဘယ်တော့မှအပေကိုမလားဘူးတဲ့နဒုက္ခတိန်ခိစ္စတိပရိသတ်အပေလေးပါးတကားတော့ဘာဖြစ်သွားလဲပိတ်သွားတယ်ဧတာနိသံသောဓမ္မေသူစိန်နေအဲ့ဒါတရားကိုအားထုတ်ရခြင်းရဲ့စွမ်းအားအကျိုးပါပဲဒါလေးကိုပြောကျင်တာပြောဒါလေးကိုဘာကြောင့်ပြောကျင်တာလဲဆိုတာပြီးရင်ရှင်းလိမ့်မယ်ပြောမြန်မြန်ပြောရင်ဓမ္မောဟဝေရခတိဓမ္မစာရီဓမ္မောရှင်တော်မြတ်ဘုရားတိုင်ဟောကြားမြတ်ဖော်တရားဒေသနာတော်သည်ဓမ္မစာရီတရားကိုတကယ်ကျင့်သုံးနေတဲ့လိုက်နာနေတဲ့ပုဂ္ဂိုလ်ကိုဟဝေစင်စစ်ဧကံအမှန်တကယ်ကိုပါပဲရက္ခတိဘေးမရောက်အောင်ကာကွယ်စောင့်ရှောက်ပေးပါ၏တရားကျင့်သုံးတဲ့ပုဂ္ဂိုလ်ကိုတရားကဘေးမရောက်အောင်စောင့်ရှောက်ပေးတယ်တို့တရားနာပရိသတ်တွေကိုယ်ဘဝလေးကိုစဉ်းစားဖြတ်သန်းတဲ့ဘဝတွေပြန်စဉ်းစားလိုက်မွေးချိန်ကနေပြီးတော့ပညာရေးနယ်ပယ်စီးပွားရေးနယ်ပယ်လူမှုရေးနယ်ပယ်ဘာသာရေးနယ်ပယ်မျိုးစုံကျင်လည်မနေဘူးလားအဲ့ဒီနေပယ်မျိုးစုံတော့ကပြိဿနေပယ်မျိုးစုံမှာကျင်လည်နေရတဲ့အချိန်ကိုပြန်စဉ်းစားတဲ့အခါဘေးဒုက္ခတွေနဲ့ဝိုင်းအုံနေတာများလားဒုက္ခချမ်းသာတွေဝိုင်းအုံနေတာများလားပညာရေးနယ်ပယ်မှာကိုယ်စင်ရဲ့စိတ်စင်ရဲ့တွေကြုံရတယ်လူမှုရေးနယ်ပယ်စီးပွားရေးနယ်ပယ်ပြိဿရဲ့အလွန်နူးညံ့သိမ်မွေးတဲ့ဘာသာရေးနယ်ပယ်မှာတော့မှဆင်းရဲဆိုတာကြုံရသေးတာပါပဲမကြုံဘူးလားကဲဆင်းရဲတွေကနေပြိဿကြီးထွက်ချင်လိုက်တာတဲ့လွတ်ချင်လိုက်တာလူတိုင်းမတောင်းတဘူးလားအေးတောင်းတတဲ့အထဲမှာဟောဒီကိုတော်ရောပြိဿကြီးမတောင်းတနိုင်ဘူးလားအမေရိကမှာဘာဖြစ်ခဲ့လဲစောစောပြောသလိုကံကောင်းကံကျွင်းကံစားလေးကြံနေသေးလို့ပြန်ဆုံတွေ့ခွင့်ရတာအရေးကြီးဆုံးပြိဿကြီးအသက်သေးမဲ့အန္တရာယ်ဘေးကြီးမကြုံရဘူးလားကဲအသက်ကိုသေခြင်းတဲ့လူပါလားဘယ်သူမှမသေခြင်းဘူးသို့တော့ဘယ်သူမှမသေးခြင်းဘူးလို့ဆိုတော်လည်းပဲအချိန်မရွေးသေမင်းကခေါ်မနေဘူးလားခေါ်နေတယ်အဲ့ဒီမှာပြိဿကြီးဘေးဒုက္ခမရောက်အောင်ကာကွယ်စောင့်ရှောက်တယ်ဆိုတဲ့ဒီတရားရဲ့စွမ်းအားအဂါလီကောအခါမလဲအချိန်မရွေးအကျိုးပေးတယ်ဆိုတဲ့စွမ်းအားဟာကိုယ်တိုင်ပဲခံစားခဲ့ရလို့တရားတရားတွေဟောခြင်းနဲ့လူတိုင်းကြားဖို့တဲ့ဒီတရားလေးငါပြန်ဟောပြီးတော့ငါရဲ့အဖြစ်လေးတွေနဲ့ပြန်ပြောရင်တို့မဟာစီဆိုတော်ဘုရားကြီးရဲ့ပြီးခဲ့တဲ့တရားတွေဟာအေးကြံတဲ့ဆင်းရဲလောကဘဝမှာကြုံရတဲ့ဆင်းရဲလောက်တော့မပြောနဲ့အလွန်ဆင်းရဲပါတယ်ဆိုတဲ့လူတိုင်းကြောက်တဲ့သေခြင်းဆင်းရဲသိရမဲ့ဘေးဒုက္ခကတော့ဆွဲတင်ပြီးနိုင်ခဲ့တယ်ဆိုတာကိုပြောချင်လို့ဟုတ်လားမဟာတတိပရဏသုတ်တော်ဆိုတာမဟာစီဆိုတော်ဘုရားဟောတာလားဘုရားရှင်ဟောတာလားဘ
ကိုမှညင်းလို့မရဘူးကြိုက်တဲ့ပုဂ္ဂိုလ်လာခဲ့ကြိုက်တဲ့အချိန်မှတ်ကြောက်တယ်ကြိုက်တဲ့နည်းစနစ်နဲ့စမ်းသပ်ပြိဿရေဖရာဟောပြီးသားတရားကိုမှကိုတော်တိုင်အားထုတ်ကိုတော်တိုင်ကျင့်သုံးတွေ့လာတဲ့တရားကိုဟေးဒီတိုင်းအားထုတ်ဇင်ညာဆိုဒီလိုမှတ်ထိုင်ဆိုရင်ဒီလိုမှတ်သွားဆိုရင်ဒီလိုမှတ်အကုန်လုံးပြိဿရေသွားရထိုင်လျောင်းတဲ့ကပြောင်းအကုန်လုံးနည်းစနစ်တွေမပေးခဲ့ဘူးလားဖရာပေးတဲ့စာအုပ်ထဲကဓမ္မကိုတရားကိုယ်တိုင်ရှာခန္ဓာမှာတွေ့အောင်ရှာပြီးခန္ဓာကအတွေ့နဲ့စာတွေ့ကိုလောကကြောင့်ဓမ္မကြောင့်လိုက်လျောအောင်ပြဋ္ဌာန်းထားတဲ့ရှင်တော်မြတ်ဘုရားရဲ့မဟာတတိပဋ္ဌာန်းသုတ်တန်တရားရှင်တော်မြတ်ဘုရားပေးတဲ့အတိုင်းထုတ်လိုက်တဲ့မာစီသောဘုရားရဲ့နိစ္စနစ်ဒီပြိဿရေကိုယ်တိုင်ပဲဆင်းရဲကနေလွတ်မြောက်ခဲ့တယ်တော်တော်များများပြောကြတယ်ရှင်ဘုရားခေါင်းကိုခွဲစိတ်ခဲ့တာလားဒါမှမဟုတ်ရင်လေးစားပြစ်ခဲ့တာလားတချို့ကမယုံလို့နောက်ကနေခေါင်းကိုလာကြည့်သေးတယ်ဟုတ်လားတချို့ကလည်းပြောသေးတယ်ရှင်ဘုရားတော်တော်ပိန်သွားတယ်နော်စားလို့တော့လို့အဆင်ပြေလားတချို့ကလည်းပဲပိန်နာလေးကရှင်ဘုရားငဲသွားသလိုပဲဆိုကွာဘဝင်မဲမြင်ရတော့မှလို့စိတ်တပဲကြာတော့မှလို့ဟုတ်လားသူတို့ပဲအညွှန်းညွှန်းကြောကြတာဟုတ်လားအဲ့တော့ပြိဿရေပိန်နာကလည်းပဲမော်ဒယ်ခစ်ဆိုတမင်မဲပြန်ရောက်တော့လမ်းကြီး3 နာရီလောက်လျှောက်နည်းနည်းလေးပိန်မကောင်းတယ်ဆိုတော့ကိုယ့်ကိုမှန်လေးတော့ကြည့်ပါပါလေဟုတ်လားမှန်လေးကြည့်တာလှကြလို့မဟုတ်ပါဘူးငါတော်တော်ပိန်သွားပြီလားဟွာသေးလားဆိုတာကပြိဿရေအကုန်လုံးအနှစ်ချုပ်လိုက်ရင်ခင်ပြီးတဲ့နိုင်ငံကြီးမှာဖြစ်တဲ့အတွက်စက္ကရိယာတွေကောင်းတယ်စံတတ်မှုကောင်းတယ်ဆရာဝန်ညွှန်ကြားမှုကောင်းတာမှန်တယ်သို့တော့ဖြစ်တာကပြိဿရေ Brixton အလဲတဲ့တယ်မှာအလဲတဲ့တယ်မှာပြိဿရေအုံနောက်ကြီးကနေပြီးတော့အုံနောက်ငယ်နဲ့ဂျားထဲမှာ Brixton အလဲတဲ့တယ်မှာရှိတဲ့အကျော်မှအာယုံရောအလုံးပေါ်မှာပေါက်တဲ့သွေးကဖိတာမွေးရပါသွေးကြောကပါနေတဲ့အခါကျတော့ပြိဿရေသူကပေါက်မှာပဲဟောဆရာဝန်ကြီးတွေပြောတယ်သူတို့နိုင်ငံရဲ့စစ်တမ်းလို့ဆိုရင်35နှစ်လောက်ဆိုရင်ပေါက်တယ်ကျုပ်က45နှစ်မှာပေါက်တော့ तू ကအထူးအံ့ဩနေတာဟောဆရာဝန်တွေဗမာဆရာဝန်တွေဘာလို့ तू ကဒီလောက်နောက်ကျရတာလဲတဲ့ပေါက်တာတော့ပြိဿရေနောက်ကျလို့ဟုတ်လားဟာဘာဖြစ်လို့ဒီမဟုတ်တရားမွေးရပါသွေးကြောပါတဲ့ तू ကပေါက်ကိုပေါက်မှာပဲတဲ့ဒီနိုင်ငံစစ်တမ်းလို့ဆို35နှစ်လောက်ဆိုရင်ပေါက်တယ်ဆိုအဲ့တော့မှဟောဆရာဝန်တွေမဟုတ်ဘူး तू ကဘုန်းကြီးဖြစ်နေတော့တို့ဆရာဘုန်းကြီးဆိုတာအေးချမ်းတဲ့အလုပ်ပဲလုပ်တာမျိုးဒါကြောင့်ဖြစ်မယ်ပေါ့ကံကောင်းထောင်းမှဆိုတာပြိဿရေပြန်ကလေးဟိုမှာပေါက်လို့ပေါ့ပြောတာကမွေးရပါသွေးကြောပါပြီးဒစိမ့်စိမ့်ပေါက်လိုက်1 ရက်2 ရက်3 ရက်4 ရက်လောက်တာတဲ့အခါကျတော့သူရအာယုံရောတွေပေါ့အားလုံးဖိသွားတဲ့အခါမှာခင်ဗျားတို့ဒီမှာပြောတဲ့လေဖြတ်တယ်လို့ပြောတကိုယ်လုံးကလှုပ်လို့မရတော့အသေးလို့ဖြစ်သွားတာအသေးလို့ဖြစ်သွားတော့ပြိဿသွားပြီပေါ့ဗျာမြင်မြန်ပြောရင်ဆင်းရဲကအကြီးဆုံးဆင်းရဲကြုံမနေဘူးလားကြုံနေတာအကြီးဆုံးဆင်းရဲငါတော့ဘဝတဏ္ဍတူတူလေးပဲနေခွင့်ရတာပဲဒါပေမဲ့တစ်ခုကံကောင်းတာပြိဿရေတတိဟာတစ်ချက်မှမမေ့ဘူးတတိယတစ်ချက်မှမမေ့တာမှဘာကိုမှမမေ့ဘူးလာတဲ့လူတွေနာမည်လည်းမမေ့ဘူးကိုယ့်ကိုမေ့မလားတော့မှစမ်းတယ်ငါသူ့နာမည်မမေ့ဘူးဟာဟုတ်လားပြိဿကလှူထားရင်ဘုံမှတ်မိတော့တယ်ဟုတ်လားအဲ့တော့မမေ့တဲ့အခါကျငါတတိလေးတော့ကောင်းသေးတယ်ဆိုဒီလိုပဲနေတာအဲ့တော့အလွန်ဆင်းရဲဒုက္ခရောက်တဲ့အချိန်မှာပြိဿရေကျွတ်တို့ပြောကျင်တာတော့အားလုံးကိုကျွတ်တို့ဒီနီးကောင်းလဲရတယ်တရားကောင်းအမှန်အစစ်ကိုလည်းရရဲ့သားနဲ့ခပ်ပေါ့လေးနေတဲ့အခါဒီကိုယ်တော်ကိုယ်တိုင်ပဲပြိဿသေရတော့မယ်လို့ထင်တဲ့အခါကျတော့လေတရားလေးမှတ်ပြီးသေတော့မယ်ဆိုတာစဉ်းစားတာကဒုတိယဘာစဉ်းစားတယ်မှတ်လေကိုယ်တော်သေရတော့မယ်အိမ်မိပြီးတော့ဘာသိရင်တော့အမေဘယ်လိုများနေမလဲမသိဘူးဟောခုနကပြောတဲ့တန်ရောစင်လေသို့တော်ဒနနဲ့ဘုရားနဲ့ဂျားထဲမှာသို့တော်ဒနကဘုရားကိုအားကိုးတာငါသားကြီးဘုရားဖြစ်ငါစီပြန်လာမှာဆိုတန်ရောစင်စိတ်နဲ့အားကိုးတာဘုရားကပေးတာကတရားပဲပေးတာအခုလည်းပဲအမေကကိုအာကိုမှန်တယ်ကိုကလည်းအမေပြန်စဉ်းစားငါသေးအမေများလိုက်သေးမလားဟောအဲ့ဒါကအမေသေးတာမသေးတာထားအောင်နောက်ဟိုကနေယောဂတကားတွေလည်းပြောရသေးတယ်ခင်ဗျားတို့နော်ဗမာပြည်သတင်းတွေမပြတ်ဖို့နေကျုပ်သေးသွားရင်ခင်ဗျားတို့ကဂယုမဆိုင်ဘူးဆိုခင်ဗျားတို့ဗမာပြည်နဲ့ရန်ဖြစ်နေရအောင်မယ်မသူတို့အတွက်လည်းပူလိုက်သေးတယ်ပူရပြီဆုံးနေတာဒီမှာဘေးဒုက္ခအန္တရာယ်ကြာရောက်နေတာဟာမြတ်စွာဘုရားကိုယ်တိုင်ဓမ္မဟဝေရခတိတရားကစောင့်ရှောက်တယ်လို့ဟောခဲ့တာကြီးကိုမေ့ကြီးနဲ့ပြိဿရေပူလိုက်တာပြိဿရေကိုယ့်ဟာကိုအခုကောင်းလာမှရည်ရင်တယ်ငါတော်တော်ကြောင်တာပဲကဲပြိဿရေငါတော်တော်ကြောင်တာပဲဆိုခမည်းတော်ကရည်တယ်ခမည်းတော်ကအဲ့လိုကြောင်မနေဘူးလားကြောင်နေတယ်ဆင်းရဲကြုံလာရင်ပြိဿရေအဲ့ဒီဆင်းရဲလွတ်မြောက်ဖို့အတွက်ကိုလေကိုယ်အသက်သေးတာကိုရှင်းအောင်ကြိုးစားဖို့ပဲစဉ်းစားနေတာတရားမှတ်ဖို့စဉ်းစားတဲ့လူကအတော်နည်းပါတယ်မလိန်တဲ့ပြိဿတာအချင်းချင်းလေးသိတယ်ဟုတ်လားဒါကြောင့်အဲ့ဒါလေးကိုတတိပေးခြင်းလို့ပါ
အကောင်းဆုံးယရနာကြီးလက်ထဲမှာရှိပြီးတော့အဲ့ဒီအကောင်းဆုံးယရနာကိုဘာလိမ့်လို့စဉ်းစားနေကြတာများလွန်းလို့ထားလိုက်တော့ဒါဘေးဒုက္ခကြောက်ခဲ့ပြီဘေးဒုက္ခရောက်တဲ့ဒုတိယဓမ္မောသူစိန်တော်ဒုက္ခမာဝတိသူစိန်တော်နေ့စဉ်ရက်ဆက်ကောင်းကောင်းကြီးကျင့်ကြံထားတဲ့တရားဟောသောသောတရားကြတော့ရွတ်တဲ့တရားဖတ်တဲ့တရားပွားများတဲ့တရားဒီတဲ့ရှင်းအောင်ပြောရင်သမထဘာဝနာအပိုင်းအခုလက်တွေ့အပိုင်းကြတော့သူစိန်တော်နေ့စဉ်ရက်ဆက်ယုတ်တရားနံတရားပေါ်မှာကာယဝေဒနာစိတ်ဓာတ်မှာတတိပဋ္ဌာန်တရား၄ပါးနဲ့ရှုမှတ်ထားတဲ့တရားသာပိုင်ဆိုင်ခဲ့အဲ့ဒီတရားကြတော့ပြိတ္တရေဘေးကနေကာကွယ်ုံနဲ့မဟုတ်ဘူးတဲ့ဗျာဒုက္ခမာဝတိချမ်းသာကိုပါဆောင်ယူပေးတယ်ဘာကိုပါဆောင်ယူပေးလဲအဲ့ဒါလည်းပဲပြိတ္တရေသတိမရသေးဘူးသတိရပြီလားမရသေးဘူးပြိတ္တရေဘယ်လောက်မှသတိရလဲမြန်မြန်ပြောကြစို့1ရက်2ရက်3ရက်သွေးကမတိတ်9ရက်ဒီမတိတ်ဆေးရုံကအဲ့မှာ2ယုံပြောင်းသွားပြီနောက်ဆုံး9ရက်မြောက်6ရက်မြောက်နေကြတော့နောက်ဆုံးအကြီးဆုံးကမောင်ဆိုင်တဲ့ဆေးရုံကြီးကိုရွှေ့ဆေးရုံကြီးရတဲ့ ICU ခန်းထဲမှာတခါနေအဲ့ဒီကနေ6ရက်ကနေ12ရက်လောက်အထိဒီသွေးကမတိတ်ဘူးအဲသွေးကမတိတ်နိုင်တဲ့အခါကျတော့ပြိတ္တရေတဖြည်းဖြည်း point site ကကြီးလာတဲ့အခါဒီအာယုံကြောအားလုံးရဲ့ခန္ဓာရင်ဝန်သွေးက 3.5 cm ဆိုရင်ပြည့်သွားပြီဒါဆိုရင်အာယုံကြောအားလုံးဖုံးသွားတဲ့အတွက်နှလုံးကြောပါသွားတဲ့အတွက်ဒီကတော့သေုံမရှိတော့ကျန်ဘာမရှိတော့အဲ့တော့အကုန်လုံးနေသွေးကအထွက်နှီးတော့နှီးလာတယ်အထွက်နှီးလာတော့20ဖြစ်ပြီး73 14ရက်လောက်မှအထွက်တော့နှီးလာတယ်သို့တော့မတိတ်သေးဘူးဩပြိတ္တရေဝမ်းသာအားရပါကိုကဲဂျားထဲမှာလှုပ်တာတွေမပြောတော့ဘူးဒီဒါနရောင်းနေကျန်တာကြီးမပြောတော့ဘူးပြောစရာတွေကတော့အများကြီးပဲမြန်ပြောရရင် ICU ကနေထုတ်လိုက်ပြီဟာအချိန်လေးတော့ကောင်းပြီပေါ့မင်း private ခံရှိရမယ်ဆိုဒါဆိုရင်တော့ငါဘာမှမဖြစ်တော့ဘူးထင်တယ်ပေါ့အဲ့ချိန်ဒီလည်းပြိတ္တရေတရားမှတ်ဖို့မစင်စားသေးဘူးရွတ်တော့ရွတ်ပါတယ်စိတ်နဲ့ပဋ္ဌာန်းနေရွတ်ပေးနေရွတ်ဂုဏ်တော်တွေပွားဒါကတော့အမြဲတမ်းလဲလုပ်တယ်ကိုယ်တိုင်လဲအဲပါနေတိုင်းလုပ်တယ်ဒီလောက်နဲ့ပဲကျင့်တတ်နေတာတခါကြီးလိုက်စကားတွေပြောမယ်မှတ်တော့မှတ်တယ်ဘယ်လိုမှတ်လဲဆိုရင်မှတ်တဲ့အချိန်လေးတော့အခုလိုပဲချွေတာကြီးနဲ့ကန့်နေတာကျွတ်တို့ယောဂီတွေတော့ကျုပ်ကမစိတ်ပါဘူးခင်ဗျားတို့ကဆိုရင်24နိုင်အပြည့်မှတ်တာမဟုတ်လားတန်ချောင်းခောက်ပြီဆိုရင်ခောက်တဲ့လူတော့တခါကြီးစိတ်ဆိုးမှတ်လို့ကကောင်းနေတာခောက်ပြန်ပြီဒီတန်ချောင်းစိတ်ဆိုးသေးလားထင်ပါတယ်ဟုတ်လားမှတ်တော့မှတ်တယ်ကျွတ်တို့ကမအိတ်တဲ့အချိန်လေးတော့မှတ်ပါတယ်သို့တော့ရှင်းပြော24နာရီမှတ်နေရမယ်အချိန်ရောက်နေတာကိုလေချွေတာရင်းနဲ့လုပ်နေသေးတယ်အဲ့မြန်ပြော private အခန်းရောက်အဲ့ဒီကနေပါတခါအောက်ဆီဂျင်တွေအောက်ဆီဂျင်ပြအသက်ရှူချက်တွေကျက်တယ်ဆိုခေါင်းခံရမ်းပြီးအတင်းယုံတဲ့အခါကျတော့သူရမတိတ်လို့ဆိုပြီးတော့ private အခန်းမှာနေကဲ12နာရီရောက်တယ်ညနေ6နာရီရောက်တော့ ICU အခန်းနဲ့တတိယချိန်ပြန်ပို့ရပြန်ရောအဲ့ကျတော့အကုန်လုံးကလည်းလန့်သွားပြီခါတဲ့စက်ကြီးတဲ့ထဲခေါင်းကြီးပြန်ရိုက်သူရအမှပြန်ပြီးတော့ထွက်သွားပြီထွက်တော့ဆရာကြီးကပြောတယ်ဒီတိုင်းဆိုရင်တဲ့သူက 3.2 ကိုရောက်သွားပြီတဲ့သူ့သွေးကဒီတိုင်းသာဆက်တိုက်ယိုနေမယ်ဆိုရင်ဒီသွေးယိုနေမယ်ဆိုရင်နာရီနဲ့တွက်လိုက်တယ်6နာရီလောက်သူတို့ရိုက်တာ哦6ခွန်8ကိုည2နာရီဆိုရင်သူ့သွေးက 3.5 ကိုရောက်သွားပြီ2နာရီဆိုရင်သူ့သွေးဟာ 3.5 ရောက်ရင်အားလုံးပေါ့ဘာဖြစ်သွားမလဲအကျော်အားလုံးဖုံးသွားပြီဖုံးသွားတဲ့ဒီသွေးဟာတဖြည်းဖြည်းနဲ့ပြိတ္တရေ3နာရီဆိုရင်သွေးကျက်သွားပြီပေါ့သွေးကကျက်သွားတဲ့အတွက်အကျော်အားလုံးကလှုပ်မရတဲ့အတွက်နှလုံးသွေးကြောပါရက်ပြီးသူသေဖို့ပဲရှိတော့တယ်သူကသေကြပေါ့ဒီကောင်4နာရီသေမယ်သူတို့သတ်မှတ်ပြီးပြီပြိတ္တရေဘယ်လောက်သတ်မှတ်လဲညနေ6နာရီမှရိုက်တယ်6နာရီကြော်မှရိုက်တယ်မနေ့4နာရီကနောက်ဆုံးထိုင်းအနေနဲ့သူတို့သတ်မှတ်ပြီးပြီဆိုတဲ့အခါကျတော့မှအကုန်လုံးကလည်းညင်းညခုံညဖြစ်နေတာပေါ့ဒီမှာဆရာမတို့ဆရာအောင်တို့လည်းဒီနုနာတို့ပေးပါဘာဖြစ်လို့လဲဆိုရင်သူတို့ခွဲတော့မယ်ဒီကောင်းကြီးကိုခွဲမယ်ရသလောက်ကိုထုတ်ယူမယ်ဒီတိုင်းတော့အလကားအသေးမခံနိုင်ဘူးဆရာမငါသားလည်းမဟုတ်ဘူးငါမောင်လည်းမဟုတ်သူ့အမိတရားလည်းခွင့်မပြုဘူးဘလို့အဲ့ဒါကြီးကြားညင်းကြားနေတော့အကုန်လုံးလည်းမျက်စိတွေလည်းမကောင်းတော့နားလည်းမကြားတော့ဘူးအဲ့ဒီပါလေမဟုတ်ဘူးလို့ညင်းတော့ညင်းနေတယ်လာချက်ပါအောင်ဘာဖြစ်တာလဲကျုပ်ကို open mind ကျုပ်ကိုပွင့်လင်းပြောစမှသူကဆရာတော်သူကငိုရပါဆရာတော်ဘုရားဒီလိုကာယကံဝစီကံမနောကံပြည့်တည်ခြင်းခွင့်လို့ပါမယ်ဟာသွားပြီငါတော့သေတော့မယ်နင်နော်အဲ့ဒါဟိုမှလိန်နာမရဘူးအမှန်ပြောရတာဟုတ်အဲ့တော့ဒါဆိုတော့ငါသွားပြီဗောလို့ကဲကျုပ်ကိုပွင့်လင်းပြမဟုတ်ဘုရားဆရာတော်ဘုရားည2နာရီဆိုရင်နောက်ဆုံးချိန်ပဲတဲ့သွေးကျက်သွားမှလည်းဆို4နာရီလောက်ဆိုသွားပြီဆိုအဲ့တော့ခုဘာဖြစ်လို့တပည့်တော်တို့သူကတောင်းနေတယ်တဲ့ဒီလူနာဆိုခွဲစိတ်ကြတပည့်တော်ဘာလို့မခွဲနဲ့ကျုပ်တတိကောင်းသေးတယ်လို့အဲ့ကြမှာသတိရတာ
ဘာပဲပြောပြောကျုပ်ရဲ့နောက်ဆုံးအချိန်လေးတော့ကျုပ်တရားလေးမှတ်လို့ရသေးတယ်ကျုပ်တတိကောင်းသေးတယ်လို့ကဲအားလုံးပြန်ညအားလုံးကြော့ကြလို့သူတို့လည်းကြော့သူတို့လည်းအပြစ်တွေကိုယ်လည်းတောင်းမှသူတို့ကလည်းတောင်းမှပေါ့အဲ့အချိန်မှာပြိတ္တရေသေရတော့မယ်ဆိုရင်သေဖို့အတွက်တော့သိမစင်စားမကြောက်တော့ဟောငါသေတော့မှာပဲတတိတရားတော်သေးတယ်လို့ငါတတိလေးတစ်လုံးတော့ကောင်းနေသေးတယ်ဘာပဲပြောပြောငါအမှတ်လေးနဲ့တော့သေခွင့်ရသေးတယ်ဆိုအဲ့စိတ်လေးနဲ့ပဲပြိတ္တရေတခါတည်းဆရာမကိုပြောတယ်ဆရာမကျုပ်လက်ထဲမှာဒီဘက်လက်ကလှုပ်လို့မရဘူးဒီဘက်လက်ထဲမှာတော့ဒီလိုလေးတော့ဒီလောက်လေးတော့လှုပ်လို့ရတယ်ကျုပ်လက်ထဲမှာခလုတ်လေးတစ်ခုထည့်ပေးလို့ရတယ်ဘဲလေးဆင်ပေးလို့မရဘူးလားအဲ့တော့အရေးပေါ်အပြင်ဘက်မှာဘဲလေးတိတ်ထားပြီးဒီမှာခလုတ်လေးပေးတာလက်ကပြုတ်ကြမှာဆိုကျိုးနဲ့တခါလဲစီးပြီးထည့်ပေးတာအဲ့ဒါလေးပဲကိုင်းထားပြီးတော့ဘယ်သူမှအနားမနေနဲ့တော့ကျုပ်လို့မယ်အဲ့ကျုပ်မခွန်ရင်ဆရာမတော်ဘဲတီးပြီးခေါ်မခွန်ရင်မလာနဲ့ဘယ်သူမှမလာပါနဲ့တော့အဲ့ဒီမှာပြိတ္တရေဓမ္မဟဝေရကတိဓမ္မစာရီကိုအဲ့ဒီကြမှာသွားတတိယတာစဉ်းစားလိုက်ပြီည6နာရီခွဲ9နာရီလောက်ရှိမယ်စဉ်းစားလိုက်ပြီငါတည်တော့မယ်ဘဝတစ်ခုမှငါသာသနာမှာယဟန်တော်တစ်ပါးအဖြစ်နဲ့တော့ရခွင့်ရသွားတယ်ဖြစ်ခွင့်ရသွားတယ်ပြီးတော့ကံကောင်းလိုက်တာလို့ဆရာတော်ဘုရားကြီးရဲ့ဤပေးတဲ့စနစ်နဲ့ဝိပဿနာတရားလေးငါသိချအားထုတ်ဖူးတာတယ်အေးဘာပဲပြောဒီအချိန်လေးတော့ငါတရားပဲအကူရတော့မယ်ပြိဿကြီးတည်တော့မယ်6နာရီလောက်လိုတော့မယ်လို့သတ်မှတ်တဲ့အချိန်ကြမှာပဲဘာသတိရတယ်ကဲခမရတို့အခုကိုယ့်အကူအမှန်တည်းဝန်ခံကြည့်6နာရီနောက်6နာရီဆိုရင်တည်တော့မယ်ဆိုရင်ခမရတို့တရားသတိရမလားကလေးတွေအမွေပေးဖို့သတိရမလားကျောင်းဘုန်းကြီးလူဖို့ပါလားစဉ်းတော့မစဉ်းစားဘူးဟုတ်လားအဲ့မှာပြိဿကြီးစဉ်းစားလိုက်တယ်သွားပြီဘာပဲပြောအဲ့ဒီအချိန်ကြတော့ကာတော့ကောင်းတယ်စိတ်တက်ကတော့ပြက်သားတယ်ငါမသေးဘူးဆိုတဲ့စိတ်လည်းအမြဲတမ်းထားတယ်သေဖို့လည်းကြောက်တာသိမရှိဘူးအဲ့မှာစဉ်းစားငါသွားပြီနောက်ဆုံးအချိန်သူတို့လည်းသတ်မှတ်ပြီးဆိုအနားမှာလည်းတယောက်မှမရှိတော့ဘူးကိုယ့်ကအိုက်ဒီယိုခန်းထဲမှာနိုင်ကြည့်လိုက်တယ်9နာရီခွဲပြီဘုရားကိုအဋ္ဌိတန်လျှောက်လိုက်နှစ်ခွန်းပဲလျှောက်လိုက်တယ်တပည့်တော်မသေးခဲ့သည်ရှိတော်အခုအချိန်ည7နာရီကနေမနက်7နာရီအထိလုံးဝမအိပ်ပဲရှင်တော်မြတ်ဘုရားကိုဟောဒီယုတ်တရားနံတရားမှာတရားမှတ်ပူဇော်ရင်းနဲ့တရားနဲ့ပူဇော်ပါမယ်ရှောက်လိုက်တယ်အကယ်၍တည်သွားခဲ့လေဆိုရင်တရားအပတ်နဲ့ပဲတပည့်တော်သိခွင့်ပေးပါရှောက်လိုက်တယ်နံပါတ်1တပည့်တော်အခုတရားနဲ့ပူဇော်ခြင်းသည်ဝိပဿနာအမှတ်ကိုမှတ်နိုင်ရင်တပည့်တော်ဝိပဿနာနဲ့မှတ်ပြီးပူဇော်ပါမယ်ဝိပဿနာအမှတ်ကိုမနိုင်ရင်သမထဘာဝနာရွတ်ချင်းပွားခြင်းကိုစိတ်နဲ့ရွတ်ပွားပြီးတော့ပူဇော်ပါမယ်အကယ်၍တပည့်တော်ရဲ့ကုသိုလ်ကံသည်ဒီအချိန်မှာကံမကုန်သေးတာမှန်ရင်ဟောဒီကုသိုလ်ရဲ့စွမ်းအားကြီးချက်ချင်းတပည့်တော်အတွက်အထောက်ပံ့ပေးပြီးတော့တည်ခြင်းဘဝကလွတ်ကင်းအောင်စောင့်ရှောက်ပေးပါတေကိုတည်ရမယ့်ကံရောက်နေပြီဆိုရင်တပည့်တော်အမှတ်တတိနဲ့မှန်ရင်းနဲ့တည်ရတဲ့ပုဂ္ဂိုလ်ဖြစ်ခွင့်ပေးပါတပည့်တော်ပြုခဲ့တဲ့ကုသိုလ်ကောင်းမှုအားလုံးရဲ့စွမ်းအားကိုဒီနှစ်စုပေးတော်မူပါဗျာရှောက်လိုက်တယ်ဒါမှန်သောသစ္စာဒါပဲဘာမှမပြောတော့ဘူးဘာမှလည်းမစင်းစားတော့အမေမရှိမြစီမကိုကြီးမရှိမြန်မာနိုင်ငံမရှိမဟာစီကဥက္ကရာကြီးလည်းမရှိဟုတ်လားအခုတော့ရှိပါသေးတယ်ဟုတ်လားအကုန်လုံးကလည်းမေတ္တာတွေပို့နေတာဟောဥက္ကရာကြီးကလည်းတစ်ခွဲလုံးကိုစားစာတွေပဲရေးဖို့ဟိုကဗမာပြည်ဟာဟိုကစာတွေပို့ဒီကစာတွေပို့ဒကမာကြီးတွေကဖတ်ပြကိုကအောင်မဲသူတို့ကတော့ငါတောင်လွမ်းနေသေးတယ်ကိုကအောင်မိတ်လိုက်သေးတယ်ကိုကလည်းစဉ်းစားကြည့်ဒီလူတွေတွေ့ရင်တော့ပြန်ပြောပြအောင်မယ်ကိုကလည်းအဲ့ချိန်ကြီးသေဖို့အစီအစဉ်မပါဘူးပြိတ္တာအဲ့တော့နောက်ဆုံးပြောရရင်တော့အဲ့ဒီလိုရှောက်ထားပြီးတော့မှစတင်ပြီးတော့ည7နာရီကနေစပြီးတော့ပူဇော်တာဘာနဲ့ပူဇော်တာလဲဆိုရင်တရားနဲ့ပူဇော်တာဘာနဲ့ပူဇော်တာလဲအဲ့တော့ခုနစကားပြတ်သွားတယ်ခုနကပြောတဲ့အုံနောက်အာယုံကြောတွေရဲ့အတွင်းထဲမှာဖြစ်တဲ့အတွက်ဘာမှလည်းခွဲလို့လည်းမရဘူးဘာလေးစားမှလည်းပြစ်လို့မရဘူးခွဲလိုက်ရင်လည်းဓာတ်နဲ့အထိအကုန်လုံးသိသွားမှာပဲဒါကြောင့်ဘာမှလှုပ်လို့မရတဲ့နေရာမှာသွားဖြစ်တာအဲ့ဒီထူးဆန်းတာကလေမစ္စည်းမခုံကြီးဘယ်တော့မှမစ္စည်းမနဲ့အကျိုးပေးလဲဆိုရင်သူများတွေကကျင့်ရင်တခြားမဖြစ်တာမို့လားဟောကျုပ်ကြမှာအလဲတဲ့တယ်သွားဖြစ်တာဗျာအုံနောက်တဲ့ယောဂရတော့မစ္စည်းမဗျာဟုတ်လားအဲ့လိုသွားဖြစ်တာအဲ့တော့ဒီလောက်တောင်ဖြစ်တဲ့မစ္စည်းမလာစားဟာလို့မစ္စည်းမနဲ့တခြားရအောင်ဖဲ့တော့မယ်ဆိုပြီးအဲ့မှာပြိဿကြီးမှတ်တာဘာနဲ့ပတ်လဲဆိုရင်ကြီးစိုးရှင်မဟာစီစောဘုရားကြီးရဲ့မဟာတတိပဋ္ဌာန်အလုပ်ပေးကပြိဿကြီးတန်ဖိုးကြီးလိုက်တာအဲ့ဒါလေးပြောချင်တာအကုန်လုံးကမဟာစီရဲ့ဩဝါဒခံယူပွဲကိုလာတဲ့အတွက်တခြားတရားတွေဟောကျင်တာပေါ့သို့တော့ရတဲ့အချိန်မှာရတဲ့လောက်လေးကိုအဲ့ဒါတွေမဟောကျင်ဘူးတို့မဟာစီစောဘုရားကြီးပြီးခဲ့တဲ့တရားဟာ
ဘုရားရှင်ကိုတော်မြတ်ပေးတဲ့တရားကိုပဲကိုယ်တိုင်ကျင့်ပြီးပြန်ပေးတဲ့တရားအဲ့ဒီတရားဟာလည်းပဲအခုခါထားလာတဲ့အတိုင်းဆင်းရဲကနေလေကာကွယ်စောင့်ရှောက်ပေးတယ်ချမ်းသာကိုလည်းရအောင်ဆောင်ယူပေးတယ်ဆိုတာကိုလက်တွေ့ကြုံခဲ့ရတယ်ပြောချင်တာဟုတ်လားအဲ့ဒီကနေမှတ်လိုက်တာပရိသတ်ရဲ့ကဲခေါင်းထဲမှာသွေးကပေါက်နေပြီဆိုတော့ဒီခေါင်းလုံးကပရိသတ်ရဲ့ဘာနဲ့တူလဲဆိုအောက်ရတိသသွားရင်ဆက်လီလေးနဲ့စီးတဲ့အခါမှာနိုင်ရန်လေးမြင်ငြင်ငြင်လေးနေလို့ရရလားထုံအဲ့တိုင်းပဲခေါင်းကနေဒီနေနဲ့စက္ကန့်တိုင်း24နာရီတော့မဟုတ်စက္ကန့်တိုင်းဒီနေအဲ့လိုဖြစ်နေတာဘာမှကောင်းတာမရှိတော့ဘူးတော့ဘာပရိသတ်အဲ့ဒီလိုပြက်ပြီဆိုရင်ဘာတတိပဋ္ဌာန်မှတ်မလဲဘာခံစားနေရလဲဆိုတော့မဆိုတော့ခံစားတဲ့နေဆိုမှတော့ဝေဒနာပဲပေါ့ဟုတ်လားအဲဝေဒနာခံစားနေရင်ဘာတတိပဋ္ဌာန်မှတ်မလဲမတော်လိုက်တာစဉ်းစားတော့ဒီဝေဒနာဒီထိုင်နေနဲ့ညောင်းပြီးပေါ်လာတဲ့ဝေဒနာဟုတ်ရဲ့လားပူလာတဲ့ဝေဒနာဟုတ်ရဲ့လားတကယ်ယုတ်တရားမှာပျက်စီးပြီးတော့တကယ်အပြတ်နဲ့ကြုံနေတဲ့ဝေဒနာပရိသတ်ကြီးတိုးတာလည်းရှင်းရှင်းမယ်ရော့တာလည်းရှင်းရှင်းမယ်ကြတာလည်းရှင်းရှင်းမယ်သို့တော်ပရိသတ်ကြီးချုပ်သွားနိုင်မှာမလားဒီတဲ့ကြီးတဲ့ဝေဒနာအဲ့ဒီအချိန်မှာယုတ်တရားမှာပေါ်နိုင်မှာမလားမပေါ်နိုင်ဘူးသို့တော်ပရိသတ်ကြီးဝေဒနာရှိတဲ့နေရာကိုစိတ်ကိုပို့ငါ6နာရီသေးတော့မှဒီယုတ်တရားဘာတွေ့တာစရာရှိလဲကျန်တာမပြောနဲ့အမေအဖေနဲ့နိုင်ငံကိုမပြောနဲ့လူမပြောနဲ့ပရိသတ်ကြီးငါမရှိသူမရှိဆိုတဲ့စိတ်ကိုထားလိုက်တဲ့အခါကျတော့ချက်ချင်းပဲပရိသတ်ကြီးဝေဒနာနုပဒနာတတိပဋ္ဌာန်ဝေဒနာရှိရကိုစိတ်ကိုညွတ်အကြာကြီးအာယုံမဆက်ရဘူး10မိနစ်လောက်ပဲကြာမယ်ဝေဒနာရဲ့မူးဝေနေတဲ့ခံခံမူးတယ်အောင်ဆိုင်ဆူဆူဆိုင်မှတ်လိုက်တာပရိသတ်ကြီး10မိနစ်2မိနစ်ပဲကြာမယ်တမာတိကဘယ်မှမလွင့်တော့ဘူးကောင်းလိုက်တာအဲ့ဒီမှာတမာတိကငြိမ်ကြနေတမာတိကငြိမ်ကြနေလေဝေဒနာရဲ့ကြီးမားစွာခံစားနေရစောစောတုန်းကစိတ်ကတခြားလွင့်နေတော့ဘာမှဒီလောက်အာယုံမဆိုင်ဒီတဏှာတွေကိုပဲအာယုံဆိုင်ပြီဆိုတော့အမလေးပရိသေဒင်းဆိုတဲ့အမြည်တဲ့အတန်ခေါင်းကြီးကွဲထွက်မလောက်အောင်စိတ်ထဲမှာထင်တာဟာတော်တော်ပြင်းထန်တာပဲစိတ်ထဲမှာမှန်းကြည့်တမာတိရဲ့စွမ်းအားလားစိတ်ရဲ့အထင်လားမသိဟာစိတ်ထဲမှာသွေးကတော်တော်ကြီးနေတာပဲအဲ့တော့ရှိနေတဲ့တမာတိကြားနဲ့ကိုသွေးကိုတော့ကိုလှမ်းပြီးတော့ပြန်ကြည့်နေလိုက်သေးတယ်အဲ့ဒါလောက်ဒီပရိသေငြိမ်သက်နေတဲ့တမာတိရဲ့စွမ်းအားနဲ့ကြာလာတော့ပါလေဝေဒနာကိုမှန်ရင်နဲ့ဝေဒနာရဲ့ဒိန်းဖြစ်နေတဲ့ပောက်ကွဲမတဲ့ပုံစံကြီးရနေပြီးတော့တမာတိကငြိမ်လာတဲ့အခါဘာဖြစ်လဲဝေဒနာကိုပြန်ကြည့်တာငါသွေးကဘယ်လိုနေရာမှာလဲကိုယ်စိတ်ကပဲဖြစ်တာလားတမာတိစွမ်းအားကြောင့်ဖြစ်တာလားဆိုတော့ဒါဆရာတော်လေးနဲ့ဆွေးနွေးပြီးမှပြောလို့ရမှာပြောလို့တာအဲ့မှာနေကြာတော့တယ်ပြိတ္တကြီးဝေဒနာကတိုးတာယော့တာထဲမှာတိုးတာများမလားယော့တာများမလားတိုးပြီးရင်တိုးနေပိုပြီးပိုဆိုတဲ့အခါကျတော့ဟာငါတော့တညာလုံးဒီဝေဒနာကြီးကိုပဲမှတ်နေဝေဒနာရဲ့တိုးတဲ့သဘောကနေပဲငါလွှတ်မှာမဟုတ်ဘူးကြာကြီးမှတ်နည်းနည်းတော့ငါစဉ်းစားမှဖြစ်မယ်ဘာသွားတတိယလဲဆိုတော့ပြိတ္တကြီးဝေဒနာဝိခံဘိတဝါအမနတိကာရေနဝိနောတိတဝါဒီပါဠိလေးသွားတတိယဝေဒနာကိုမင်းတို့မှတ်စူးစိုက်မှတ်ဝရိယစိုက်တတိလိုက်ဖြစ်ခိုက်မြင်အောင်မှတ်ဘုရားလည်းဟောခဲ့တယ်မာဇီစရောဘုရားလည်းဒီတိုင်းညွှန်ခဲ့တယ်မှတ်တော်လဲပြိတ္တကြီးဝေဒနာကိုမှန်ရင်နဲ့ဒီထဲကနေမထွက်နိုင်တော့ဘူးဆိုရင်တော့အမနတိကာရေနဝိနောတိတဝါနှလုံးမသွင်းမဲနဲ့ပယ်ဖြောင်းလိုက်တော့ဆိုတော့ပြိတ္တကြီးတို့ပြိတ္တအဲ့စကားတွေကြားဘူးတယ်မို့လားဟောနှလုံးမသွင်းနဲ့ပယ်ဖြောင်းလိုက်တော့ဆိုဘာမှတ်မလဲအစနေပြန်မှတ်အဲ့တော့အစနေပြန်မှတ်တော့ပြိတ္တကြီးပေါ်ရကိုပဲရှုရမှာဆိုအဲ့ချိန်မှာပြိတ္တကြီးဝမ်းပိုက်ကဘလောက်ပဲဘယ်နှကြိမ်ပဲဖောင်းဘလောက်ပဲပိမ့်ပြိတ္တကြီးပေါ်တာကဘာကပေါ်နေတာလဲတရားကြီးပဲပေါ်နေတာကိုဒီတော့ငါမူလကမ္မထံကိုတော့ရှားเสียမလိုတော့ဘူးငါမူလကမ္မထံကဒီဝေဒနာပဲရှိတယ်ဒီတော့ကဲဘာပဲပြောငါလုတ်ကြည့်အောင်မယ်ဝေဒနာကိုခဏခွာမူလကမ္မထံကိုငါတာထားပြီးတော့သမထဘာဝနာလေးတော့ငါပွားအောင်မှပဲအဲ့ဒီကြမှာပြိတ္တကြီးစောစောကပြောတယ်ဓမ္မဟဝေရကတိဓမ္မစာရီရွတ်တဲ့ပွားတဲ့တရားဂုဏ်တော်ပွားတဲ့တရားရွတ်ပွားတဲ့တရားသည်ဘေးဒုက္ခကနေကာကွယ်စောင့်ရှောက်တယ်တဲ့ဒီတော့ဘုန်းကြီးတို့ကအမြဲတမ်းပဋ္ဌာန်းရွတ်ပြတယ်ငါပဋ္ဌာန်းကိုရွတ်မှပဲပဋ္ဌာန်းကိုရွတ်တာမှပြိတ္တရဲ့စိတ်ကလည်းတခြားဘာမှမရှိတော့ဘူးလေကိုကမကြခင်တည်တော့မယ်ဆိုအတိအရှိတော့ဟေတုပစ္စယောရွတ်လိုက်တာနဲ့နောက်ကအာရမဏပစ္စယောနောက်ကရွတ်နေတယ်လို့ပဲစိတ်ထဲမှာပေါ်ပြီးသားတော့တစ်ပိုက်ချင်းတခါလည်းပဋ္ဌာန်းကိုရွတ်သွားလိုက်တာပြိတ္တရဲ့ဟေတုအကျဉ်အာရမဏအဓိပတိအနန္တရလောက်ရောက်တယ်ဆိုရင်စိတ်က
ငြိမ်ကြသွားတာဘာမှကိုအာယုန်နဲ့မှမရှိတော့ဒီပဋ္ဌာန်းထဲမှာပဲလေထွက်နေလိုက်တာတမာတိရလေပရိသတ်ငြိမ်သွားတော့အဲ့ဒီဝေဒနာကအလိုလိုခွာပြီးသားဖြစ်သွားတယ်ပေါ်ကိုမလာတော့တကူလုံးမှာဘာမှလည်းအာယုန်နဲ့မှစိုက်တယ်ဒီပဋ္ဌာန်းထဲမှာပဲမျောနေတဲ့အခါကျတော့စိတ်ထဲဟိုကျွင်းနဲ့စဉ်းစားစိတ်နဲ့ပဲရွတ်တာဟိုနှုတ်ကမထွက်နိုင်ဘူးမြတ်စွာဘုရားဒီပဋ္ဌာန်းတရားကိုဆင်ခြင်တဲ့အချိန်အဘိဓမ္မာ9ကျမ်း10ကျမ်းဆင်ခြင်ပြီးဒီပဋ္ဌာန်းကျမ်းကြမှာရောင်ကြည်တော်ကွန်မြူတယ်ဆိုတာစိတ်တသဝါရောတဲ့စိတ်ရဲ့ကြည်လင်ခြင်းကြောင့်ရုပ်ရဲ့ပေါ်လာတဲ့အယောင်အလင်းပဲမှန်လိုက်တာကြည်စမ်းဒီပဋ္ဌာန်းကိုရွတ်လိုက်တာတမာတိပြန်ငြိမ်သွားပြီစောစောဝေဒနာကိုမှတ်တော့ကတမာတိရတယ်လို့ပဲငါတမာတိတွေပြန်ရလာပြီပြိတ္တိပဋ္ဌာန်းကိုဖြည်းဖြည်းချင်းဟေတုပစ္စယောဟေတုတပိုက်ချင်းကိုရှေ့ကိုကြော်ပြီးတော့အာယုံပြုပြီးတော့ရွတ်တာဈာထဲမှာစိတ်မဝင်ပဲငြိမ်သွားတဲ့အခါကျတော့ဟာပြိတ္တိ2မိနစ်လောက်မြန်လေဘာမှမသိတော့ဆိုတာဒီဝေဒနာရဲ့ခံစားချက်ဘာတစ်ခုမှလည်းမပေါ်တော့ကြောက်လည်းမကြောက်သေဖို့ဆိုတာစဉ်းတော့မစဉ်းစားတော့ဘူးမသေဖို့လည်းမစဉ်းစားတော့ဟာကောင်းလိုက်တာကဲဘာပဲပြောသမထလည်းပဲဘာဝနာစွမ်းအားထဲမှာဘုရားထည့်ပေးတာဒီပဋ္ဌာန်းကိုတော့ငါရအောင်ဆင်ញင်လိုက်အောင်မယ်ဆင်ញင်ရုပ်အင်းထဲမှာပြီးတော့မှဝိပဿနာပြန်သွားမယ်ဆိုပဋ္ဌာန်းဆုံးတော့ငြိမ်နေတဲ့တမာတိကိုအလကားမထားဝိပဿနာပဲပြန်သွားဖောင်းနာပိန်နာကိုပြန်မစဉ်းစားတော့ဝေဒနာစီပဲတန်းသွားနေရတာအဲ့ဒါလေးနဲ့ပဲပြိတ္တိငြိမ်သက်သွားလိုက်တာဝေဒနာပေါ်မှာငြိမ်ကျသွားတဲ့စိတ်ကတဖြည်းဖြည်းမိလာတယ်ဝေဒနာရဲ့ပြက်သွားတဲ့သဘောတွေအကုန်လုံးမိလာတဲ့အခါကျတစ်ချက်ချင်းဟာဟန်ကြပြီဒီထဲမှာမထွက်တော့မထဘကိုရွတ်လိုက်ဝိပဿနာဒီဖောင်းနာပိန်နာကိုမသွားတော့ဝေဒနာနုပဒနာတတိပဒံဒီတစ်ခုပဲပြန်မှတ်လိုက်နေပြိတ္တိမှတ်လိုက်တာငြိမ်လိုက်တဲ့တမာတိဟာအလှည့်ကြပဲဘာမှကိုမရှိတော့ဘူးပြိတ္တိရွတ်လိုက်မှတ်လိုက်ရွတ်လိုက်မှတ်လိုက်မှတ်အားကတအားခက်ခဲလာရင်ရွတ်တဲ့အားပြန်ရွတ်တဲ့အားနဲ့တမာတိငြိမ်နိုင်မှတ်တဲ့ဘက်ကိုပြန်သွားလိုက်နေဒီနှစ်ခုပဲအလှည့်ကြလောက်ခဲ့တာဒီနှစ်ခုကိုအလှည့်ကြလုံးလိုက်ခြင်းရဲ့စွမ်းအားဒီပြိတ္တိရေဘယ်လောက်ရောက်လာပြီလဲည7 နာရီဘာမှဖြစ်သေးဘူးပိုးတော်ကြည်လင်သွားသေးတယ်ဟာကံကောင်းလိုက်တာမဟာစီဆရာတော်ဘုရားကိုတက်ရှိထင်ရှားမဖူးပါဘူးမနေ့ကလည်းပြောပြီးပါပြီသို့တော်ပြိတ္တိရေဖူးကျင်လိုက်တာမဟာစီဆရာတော်ဘုရားကြီးကိုငါတက်ရှိထင်ရှားမဖူးလိုက်ရပြီမဲ့ဆရာတော်ဘုရားအပေါ်မှာယုံကြည်လေးစားကြည်ညိုစွာနဲ့မဟာတတိပဋ္ဌာန်ကိုအားထုတ်လိုက်တာပြင်ငါတန်ဖိုးရှိလိုက်တာအဲ့တော့ဆရာတော်ဘုရားကြီးကိုစိတ်လေးနဲ့လက်အုပ်လေးနဲ့ချီကျေးဇူးကြီးမားပါတယ်ဘုရားပြီးရင်တလောကလုံးရဲ့ညွယုံဥခိုက်ပူဇော်တိုက်တဲ့အရာထဲမှာမဟာစီဆရာဘုရားကြီးတပည့်တော်ရဲ့ဘဝလွတ်မြောက်ရေးအထောက်ပံ့မှာအဲ့ဒီမှာဆူတောင်းကြော့မဟာစီဆရာဘုရားကြီးစိတ်နဲ့ကြော့ပြီးဆရာတော်ဘုရားကြီးပါဆူတောင်းလိုက်နေတယ်တပည့်တော်ကောဝိဒခေါ်တဲ့မစ္စည်းမဂုံကြီးဒီသေဖို့အချိန်မရောက်သေးရင်ဟောဒီတတိပဒံတရားနဲ့လွတ်မြောက်ခွင့်ပေးပါဗျာတပည့်တော်ဒီတရားတွေပြန်ပြောချင်ပါသေးတယ်ဆုတောင်းတောင်းလိုက်သေးတယ်တော့ပြောရင်နဲ့မှတ်လိုက်တာပြိတ္တိည2 နာရီသေမယ်ပြောတာဟုတ်12 နာရီလောက်ကျတော့စိတ်ကလည်းရွတ်တာရွတ်ရင်တော့ရေကတောက်ခွင့်မှမရပဲရေတောက်ခွင့်မရတော့နှခမ်းတွေက6လားရေတိုင်းမဲ့လူလည်းမရှိဘူးဟိုကနတ်သမားတွေတယောက်ပြီးတယောက်လားဘယ်သူမှလည်းခေါ်လို့မရသူတို့ကကြည်တာဟိုခေါင်းထဲမှာချိန်ထားတဲ့သွေးတွေလေတွေအကုန်လုံးအောက်ဆီဂျင်တွေချိန်ထားတယ်စက်ကလေးပဲတစ်ချက်လာကြည့်လိုက်ပြန်ထွက်လိုက် Hello please come in please come ခေါ်လည်းမရတော့ခမ်းမရခေါ်လည်းဘာမှမလာတော့ဟုတ်ဒီဝက်လုံးမဲ့တို့ထားပြီးပြင်မလဲသွားကြဟာငါစကားနဲ့ငါတော့မိပြီဘယ်သူမှခေါ်လည်းမလာဘူးအဲ့တော့ပြိတ္တိနောက်ဆုံးတယောက်လာလည်းမရနောက်ဆုံးတယောက်ကျတော့သူကလေမလာတဲ့ပြင်သူအနားလာမျက်နှာနာကြည့်လိုက်ဟိုကလည်းမျက်လုံးကတစ်ဖက်ကမြင်ရသေးတယ်ကြည့်လိုက်ဟိုဘက်ကကြည့်လိုက်ဒီဘက်ကကြည့်စိတ်ထဲကြောက်လာဟာငါဒီမှာတရားမှတ်လို့ကောင်းနေတာဒီတက္ကမငါမသိလို့များဆေးထိုးတော့မှလားမသိဘူးကိုကတွေးတာသူများနိုင်ငံဆိုမလောက်တော့မသိနိုင်တာဒီညသေးမှတူတော့မထိုးဆေးထိုးရမယ်တဲ့ဆိုမထိုးတော့ခက်တော့ကလည်းပိတ်အော်ရပဲသူကသူလည်းကြောက်လဲရဲဆိုပြေးရောအဲ့တော့မှငါနာတော့ကဲမဲ့လူဘူးမှမရှိတော့ဘူးအဲ့ဒီအချိန်မှာပဲပြိတ္တိတဏှာကြီးလောက်မှာဆရာမရောက်လာတယ်ရောက်တဲ့အကြောင်းလေးမပြောတော့ဘူးကျုပ်လည်းဘယ်မတည်ဘူးသူလည်းရောက်လာတယ်ကျုပ်ကလည်းစိတ်ထဲမှာဆရာမခုချိန်လာရင်ကောင်းမှာပဲစဉ်းစားတော့မှရှိတယ်သူရောက်လာအဲ့ဒါသူပြောဆိုပြီးတော့နှခမ်းလေးရေးဆိုခိုင်းပြီးတော့ကျုပ်လို့ကျုပ်ဆက်လုပ်မယ်အဲ့ဒီမှာပြိတ္တိဆက်ပြီးတော့နှခမ်းကိုဂုံတော်9 ပါးနဲ့သူ့တော်ပြောတယ်ဂုံတော်ကိုအရဟံတစ်ခေါက်ဆိုလိုက်အဲ့ဒီချိန်မှာဘုရားအပြတ်အားကိုးတော့တာပြိတ္တိသမ္မာသမ္ဗုဒ္ဓောဘယ်တစ်ချက်ချင်းဝိဇ္ဇာသသမ္မန္တောဂုံတော်9 ပါးကို9 ခါရပြီအဲ့လောက်ဆိုရင်တော့ရေကတောက်လို့မရဘူးလေအဲ့ဒါလေးကတစ်ချက်အဲ့ဒီကနေမြင်ပြောလိုက်ရင်ပြိတ္တိအဲ့ဒီမှာဘာဖြစ်သွားလဲအဲ့ဒီကနေမြင်ပြောလိုက်တော့ပဲမိုးလင်းပြီ
ဘယ်သေးဖို့နေတာဒီကလူကဖီလင်အောင်ကောင်းနေတယ်ဟာရတာရှိလိုက်တယ်ဟာလား၄နာရီခွဲသူတို့တွေအကုန်လုံးလာကြည့်တဲ့အချိန်ကြတော့သူတို့ကတော့တတိလစ်နေတယ်ထင်တယ်သူတို့အချင်းချင်းမျိုးမျိုးပြောနေဟာတတိလစ်တာမဖြစ်နိုင်ဘူးမညာနောက်ဆုံးညမှာအားရပိုင်သူတို့နှုတ်ဆက်ပြီးတော့လှုပ်ရှားကြီးဆက်လုပ်ပါပေါ့ဒါတွေဘုံလိုပြောနေအကြာကြီးပဲအဲ့ဒီမှာသူတို့ဆက်သေးကိုပြန်ရလိုက်တဲ့အချိန်မှာပြိဿကြီးထူးဆန်းစွာပဲဆရာဝန်ကြီးကိုယ်တိုင်ပြိဿကြီးတသိန်းမှာတယောက်မရှင်တဲ့လူနာဘာကြောင့်ရှင်သွားတယ်ဆိုတော့အခုချိန်ထိ top secret ပဲမပြောသေးဘူးသူတို့အဲ့ဒီမှာသူတို့ဟာစက်တရားထွက်လာတော့အော်တယ်လက်ကိုအားရပါဆိုတော့ Mr. Golda no cannot die မင်းမသိနိုင်တော့ဘူးဟာဘာဖြစ်လို့လဲမင်းတို့ရတိတ်သွားပြီတဲ့တိတ်ရုံနဲ့မဟုတ်တို့ညတော့6နာရီရိုက်တာက 3.2 ကိုရောက်နေအခုမင်းတို့ရပြန်ရော့သွားတယ်3 point ရောက်သွားပြီ0ပဲရှိတော့တယ်2ပြောက်သွားပြီဟာโอเคသဘောပေါက်သွားပြီဟာဖျားဟောတဲ့တရားမာစီဆိုဘုရားပေးလိုက်တဲ့ဤစနစ်ဒီငါ့ကိုတရားကဆင်းရဲကလည်းလွတ်မြောက်ပြီးတော့ချမ်းသာဖို့အစရလာပြီအဲ့ဒီမှာပြိဿကြီးမြင်မြန်ဆက်မှတ်လိုက်တာ9ရက်ဆက်တိုက်အကုန်လုံးကိုကတ်တောက်လို့ဘာမှမမျောလင်းတော့တရားကလာပြဘုံဘုံနေကောင်းလားဗမာလူမျိုးထုံးတာသိတယ်သူတို့နေကောင်းမှလည်းပြန်ပြောရတာကမောနေပြီအဲ့တော့နေကောင်းလားနေမကောင်းလို့ပဲပလက်လန်လို့ရွဲ့ပဲ့နေပြီဟလားအဲ့တော့ဘာမှမပြောတော့ဘယ်သူမှမလာမတွေးနဲ့တော့9ရက်လောက်ကိုအကုန်ဖြတ်ချပြီးတော့မှတ်တာဘာမှမပြောနဲ့အပရိသတ်ရဲ့အချင်းအလွန်နဲ့လို့ဒီမှာတတိပဋ္ဌာန်ကိုပဲမှတ်တာ9ရက်မြောက်6ရက်9ရက်ည9ညကုန်လို့6ရက်မြောက်ပြန်ရိုက်လိုက်တဲ့အခါကျတော့ 2.5 ဖြစ်သွားတယ်နှစ်ကနေ9ကျသွားပြန်ပြီဘယ်တော့မှမတည်နိုင်တော့ဘူးဒီလူနာမတည်နိုင်တော့ဘူးလေ့ကျင့်ခန်းပြန်လုပ်ပါဆိုအဲ့ဒီမှာနောက်စီးအောင်ကိုပြောင်းရတာအဲ့ဈာကာလထဲမှာအထူးဆန်းဆုံးလေးတစ်ခုပြောခြင်းတော့အားလုံးကျွတ်တော်တော်များများပေါ့ကျွတ်တော်လည်းပဲကျောင်းမှာဖုံးမေးတယ်ဆိုရင်တခါလေးမှတ်ဖို့နေသားဟုတ်လားမနေ့ကပဲမော်လမြိုင်ဖွဲ့လာတယ်မကျောက်ကဆံမျိုးတောင်းရင်စကားပြောရတာဟုတ်လားဆံမျိုးဖုံးမေးစကားပြောနေတာပြောလို့တာကကျွတ်တော်အားလုံးဒီတော်တော်များများဟာစားတော့မှမှတ်တာများလားနည်းလားမှတ်ရင်လည်းပဲပရိသေဘာမှတ်မလဲဒီလောက်ဟင်းလေးနဲ့ဘယ်လိုလုပ်တော့တယောက်တုံးခတ်တာကုန်တော့မကြည့်ဟုတ်လားချင်းကလည်းချင်းတလူလူငန်းတလူအဲ့ဒါတွေပဲပတ်မှာပါဟုတ်လားလှမ်းတယ်တော့ယူတယ်တော့ဝါတယ်မျိုးတယ်တော့မမှတ်ပါဘူးဟုတ်လားမှတ်ရင်လည်းပဲပရိသေဟိုဘက်ကအာလူရင်းနေဒီဘက်လှမ်းတောင်းရင်ကောင်းမလားဒါတွေပဲမှတ်မှာပဲဟုတ်လားအဲ့တော့ဒါတွေပဲမှတ်ကြမှာများတဲ့အခါကျတော့အဲ့ဒီမှာမဟာစီစော်ဘုရားကိုလေဖြစ်နိုင်အဖေလို့တော့ခေါ်လောက်ချင်လောက်ခေါ်ချင်လောက်အောင်ကိုဖြစ်ခဲ့တဲ့ခံစားချက်လေးတစ်ခုဖြစ်လိုက်တော့ပြိတ္တိဒီဘက်တစ်ချမ်းလုံးကလုံးဝပျက်စီးသွားတော့ဒီလေဘင်းထဲမှာရေ၄လမတောက်ခဲ့ရဘူးရေ၄လလုံးဝတောက်ခဲ့မရှိဘူးအဲ့တော့ရေတောက်ဖို့ရအတွက်တောင်းတယ်မတောက်နဲ့နော်ဟိုကဆရာမတွေဘုံမမတောက်နဲ့နော်တောက်လို့ရှိရင်ဘုံမလေဘင်းကပျက်စီးနေပြီတစ်ချက်တီးလိုက်တာနဲ့အဟုတ်ဆိုတာဖြစ်လာတယ်ဘုံခေါင်းကတွေးရပြန်လှုပ်ချလို့ဖြစ်မယ်ဟာအဲ့ဒါတော့ငါနားထောင်ပါပဲဒါပေမဲ့ဆရာမဒီတိုင်းတော့ကြုံမယုံဘူးတို့ရဆက်တယ်လည်းဘယ်လောက်ကောင်းလဲပြိတ္တိတခါတည်းကျုပ်ကိုဒီမှာထားတာတော့ကျုပ်ကတော့မှန်လုံကန်းတစ်ခန်းထဲမှာပဲသူတို့ကအပြင်ကနေပြီးအမိန်ပေးနေတယ်ပထမသူတို့ကဟိုနင်းလေးကိုရေလေးကိုတစွန်းစာလေးကိုလာခွန့်တယ်ငုံထားပါအပြင်ကနေမျိုးပါဆိုမှမျိုးသူကထက်ရောက်ကြီးနေရတယ်ဆိုဆရာမတခါလေရေလေးကိုပါစတဲ့တစွန်းလက်ပတ်စားစွန်းလေးတစွန်းထည့်ပြီးငုံထားခိုင်းပြီးအပြင်ထွက်အပြင်ကနေသူကမိုက်နဲ့ပြောတယ်စပီကာနဲ့မျိုးလိုက်ပါဆိုရင်ဘုံဘုံမျိုးနေတဲ့ပုံကိုမှ TV နဲ့ရိုက်ပြဘုံဘုံပြန်ကြည့်ခိုင်းတယ်ဘုံဘုံရဲ့လေချောင်းခေါင်းအကုန်လုံးမြင်နေရတယ်မျိုးလိုက်တယ်ရေတခါတဲ့လေဘင်းနဲ့အတိတ်မသွားမနဲ့အဆုတ်ထဲကိုတန်းသွားတာအဲ့တော့ဒီရေတွေကအဆုတ်ထဲကိုသွားပါများပြီဆိုရင်နမိုနီးယားဝင်မယ်ယောဂတိုးမယ်ဒါဘုံဘုံဒီရေတောက်လို့မရဘူးနောက်ထပ်နည်းနည်းလေးအမှုန့်လေးတမုတ်တိကနာမုန့်လေးတမုတ်ထည့်ပြီးတော့နည်းနည်းကြဲကြဲလေးတိုက်တယ်မရဘူးနောက်မှပြည့်ပြည့်လေးတိုက်တယ်အေးနောက်ဆုံးပြိတ္တိရေတစ်ခွက်ထဲမှာတိကနာမုန့်ဆိုတဲ့အမှုန့်လေးကိုနှစ်ထုပ်လောက်ရောပြီးမှအဲ့ဒါလေးကိုရေအဖြစ်နဲ့အာသာပြေတောက်ရတာရေလည်းလုံးဝတောက်လို့မရဘူးလမ်းကြောင်းပြောင်းသွားရင်ဘာမှမရဘူးဆံပြုတ်ကိုလည်းအကျဉ်းလုံးဝမရအောင်ပြစ်အဲ့တော့ပြိတ္တိဘာကိုကြိုးစားရမလဲဆိုငါတော့ဒီတိုင်းဆိုရင်ဒီဝေဒနာကထပ်ရလို့မဖြစ်တော့ဘူးဆံပြုတ်တိုက်တဲ့ကလေးမတွေကလည်းဒီမှာတော့ခင်သွားတဲ့ဒကာကြီးတွေဒကာမကြီးတွေသားသမီးလည်းပါတယ်ကိုရောက်မှခင်တဲ့ဆရာအောင်မပေါ့စားလေးလည်းပါတယ်သူတို့လည်းမေတ္တာရခံတယ်ငါ့ကိုတော့စိတ်ရှိပါလို့ငါကမဟာစီစောဘုရားရဲ့အမှတ်ကိုအတက်သွန်းရတော့မယ်ငါ့ကိုဆံပြုတ်တစုံခွန်းလက်ပတ်စားစုံလေးပဲခွန်းတာပဲဆံပြုတ်တစုံခွန်းပြီးရင်ငါမဟာမချင်းငါ့ကိုဖုံဖုံဖွင့်ပါဘုရားဟပါဘုရားမပြောနဲ့ငါမှတ်တော့မယ်ပြိဿကြီးအဲ့ဒီအချိန်မှလေလက်တွေ့ရဲ့အကျိုးကခံစားလဲရတာဟာ
Sambioli the Zongo, Wavo down Brida, Ajahi, Tibaka, Bama Lolo Miado, Brida Yenemala Jobone Mani. Horonga, Mori Wen and Matula. A good on Nidulu Valo, Hana. Brida, Sambioli, Wabido, Wale, Mure on Mamayo, Tana Catwine, Edit Tana, the Chet Bidone, Tau go on the day. Your Sambios are Haram Young, Wale. Why is a Chachane, Mazi Sobia, Peter and Nissan, Mada. Why, Nures Resia, Masiara Mulu, the Phoebe, Levene, Dicasili, Season, Chini, Yamabe, Levene, Yaudane, Chini, Dinide, and Ali Yaudamadani, Nures, the Chali Malay. Mure, Chala, we see that a gentleman, Mure, Dalit Chevy Malay, Mure, Mure, Ramazam, Mure, the Chevy Malay, but no, Kazia Kono season one. Any my brother, what a mule, Mana. The car Samuel dying, the Labay Dobangali, the Lona Lonago, Lizan Amnocha. What map you, Drube, Maconi, Madoman, Namha Mache, Sishiva, the Druros Chora, Druro Sishiva, Jesus the Kejima. There are Biodra, Samuel, a Golom Bonema, as soon as I know, brother, Lizan Amino, what a little Kure Mana. Man needed a chema every The go long ye ejamu with an eye Kazamu the Bama machine la on a tea. What is so as a glowing the long Monday ma brida tamari jalada. Yinta pido namane domane Pakanza chem mago Kanaguma shamayala yala to it. Taja all Mazi Siaro Piao. What said away the Garasha Siaro to you. Siaro Piai be a Madima, Janet of Madia, a cono sanity of Markevari. What a mure Yeda Mano, Sierra Decima, Nikan and Aveside. Ticani a chainy, Kurane, Mamado, Janet, the Ion Mabuba. Ticani Eralia, Damosila, Breda. Yoga Chede Jane, Lila, Yimadore, Lilama. What a mure Liha, Breda, the Chema Madige. Bijanya Yoga Kuma Matoge. Pioraga, what a mure as a galoni, Nalone, Breda, Yinda Kede, Tamatiha. Chandago, Miyaji busy about it. Now, somebody Lila be the knit. Like your job, Yanabi, Toby the Santa. Joma, some whip here at Jania. Car through a bit leo, you kind of. And a bit I get a year Amazon, a bit clear and Sasana. Now you're Nene Jera Limu. Now don't you know G. Leodo. To a Pomono, I moan you line. I get a Tango Nifila with the only model. I get a Pomon Lova machine, Pomon the Pom Manada Mulai. What's the Omale Mazi Robia? Such on the media, I don't know, Mazi Magana Nojin. To have Yomian Jenny, Hala, the Karakaja, and do our joke minute. Oh, what a come, you, Hala. To what the Margarita feel like, what the Margarita feel like, no. And I'll be there, you really the check go like that, but they took a set him a communion. I learn your daily sendo. Ha, but they pure like that. She, Mammy, Matau Care, Lila, Pure Video. Some way on no of your leader, Bama Biome, what will Lamada? Okay, so okay, I okay the Lord, and was like that. And nature I am Breda. Horicoro, Lumia Lagade, Sine, Horicoro, Yala, at that senior, means own Chandadi. Amagama, Kimmy, the Sepia Sine, Siawe, a Chanya, Liga, Dwayne, Passi, Mamashi. Tuja Zilene, a jolly take ten, thou the seat the new doya. Hola. Paga Pigera, Hori, Madadi Badana, Doda, and Shinomia Pia, Nila, and the great general, Mazi Tropia, Pigere, Madadi Bata, Maka, Dale, Siegane, Lucy, Chandago, Yazi Gedaba, Predai, Neneli, Chane, Yoga Lakanaga, Dwayne, Tiaga, Pile de Chandadi, Aka, Liko, Akamalezra, Letui, Yageraba. Every Alo of Yome. Horicoro, the Camaro, Tau Chona, Giant, Themes, and Benutim. Huh? The Camaro Bazaga, Yoda, Piva, the Gen, the Luda, Diva, Hala, Abilo Lesro, Coago, Madana, and the Gen, the Luti, Hori Nia, the Breda, the Depo, Pire, Nia, Ni Tepo, Pire, Nia. Aya, Aziz Robia, Yunja, Nilano, Sudone. Jizro Shinomia Paya, Kora, Hojagere, Madari Batana, Totanla, Kaya, Widana, Saitama, Amatiamia, Di,
လောကမှာကြုံနေရတဲ့ဘယ်ဆင်းရဲဒုက္ခဘလောက်ကြီးတယ်ပြောဘဝတစ်ခုကိုစွန့်ပြေးရလောက်သေမဲ့ဘေးကလည်းကာကွယ်စောင့်ရှောက်ပေးတယ်လို့အသက်ရှင်ချမ်းသာခွင့်ရလို့ဒီကနေ့ခမည်းတော်အမြင်ပဲပလင်ပေါ်မှာတောင်ပြောမြောက်ပြောပြန်ပြောနိုင်ပြီဟုတ်လားအဲ့တော့ခမည်းတော်ကတော့စိတ်ထဲမှာတွေးမှာပေါ့ကျုပ်သိပါတယ်ကျုပ်တရားပွဲတွေလူစီတယ်ဆိုတာတရားနာကျင်တာတော့ပါတော့ပါမယ်ဒါမဲ့လို့ဒီကတော့ရွဲ့နေသလားတဲ့နေသလားရိုင်းနေသလားဒါလာကြည့်တာလဲပါကြမှာဟုတ်လားပြိဿရဲ့ဘာကြောင့်ပဲလာအရေးအကြီးဆုံးပြောချင်တာကတော့ကျုပ်တို့ရဲ့တရားသည်အကာလိကောအခါမလင့်အချိန်တိုင်းမှာဆင်းရဲကလွတ်မြောက်စေအချိန်တိုင်းမှာချမ်းသာကိုရစေပါတယ်သေဖို့နာယီတောင်တတ်မှတ်ပြီးတဲ့ဘဝကလွတ်ခဲ့ခြင်းသည်ဟောဒီတရားရဲ့စွမ်းအားတရားရဲ့ခြေစွပါပဲဒါလေးကိုပဲဓမ္မဒါနပြုပါတယ်ဟုတ်လားကဲပြိဿရဲ့သိရင်ဘာနဲ့သိမလဲအဲ့တရားဘယ်မှာပေးနေလဲဟောဒီနေရာမှာမှတ်နည်းတွေပေးတယ်ရှာရင်ဘယ်မှာရှာမလဲအေးပြိဿရဲ့သေကနီးမှရှာတာတဲ့မသေးခင်မှာနီးစနစ်ပိုင်အောင်ရှာတာပါအဲ့နီးစနစ်ဒီသေကနီးရင်ကိုသေဖို့ကံမရောက်သေးရင်သေတဲ့ဘဝကလွတ်မြောက်တကယ်ကိုပါပဲရခတိဒီဘဝမှာအကြီးဆုံးဖြစ်တဲ့သေခြင်းဆင်းရဲဘေးကတောင်လွတ်စေအောင်စောင့်ရှောက်နိုင်ပါ၏သူစိန်တော်နေစဉ်ရစကောင်းကောင်းကြီးကြည်ကြံပွားများအားထုတ်ထားတဲ့ဓမ္မောတရားတော်သည်ဒုက္ခဒီဘဝအသက်ရှင်ခြင်းချမ်းသာဘဝတန္တရာမှာနိဗ္ဗာန်ချမ်းသာလို့ခေါ်တဲ့ချမ်းသာတိုင်အောင်အာဝတိမရရအောင်ရွတ်ဆောင်၍ပေးပါ၏ဓမ္မောသူစိန်နာဒုက္ခတိင်ခိစ္စတိဓမ္မစာရီဓမ္မစာရီတရားကိုတကယ်ကျင့်ကြံကြိုးကုပ်အားထုတ်ထားတဲ့ပုဂ္ဂိုလ်သည်ဒုက္ခတိင်အပေဒုက္ခတိမကောင်းသောဘဝသို့နာခိစ္စတိဘယ်သောအခါမှမသွားရမရောက်ရပါပေဧတာနိတန်သောဓမ္မေသူစိန်နေသူစိန်နေဤသောဤကဲ့သို့ရလိုက်တဲ့ဆင်းရဲကလွတ်စေခြင်းချမ်းသာကိုရခြင်းဆိုတဲ့အကျိုးတရားသည်သူစိန်နေစဉ်ရစအမြဲမပြတ်ကျင့်ကြံကြိုးကိုအားထုတ်အပ်သောဓမ္မေဓမ္မတမဟာတတိပဋ္ဌာန်တရားတော်မြတ်ဤအာနိတန်သောရလိုက်တဲ့အကျိုးအာနိသင်္ပါပေတိဤဒီသို့တုံမေသင်သူတော်ကောင်းအပေါင်းတို့သည်တထဗံကောင်းစွာမသွေမထိုင်ပါပေတော့တည်း